unboxing time ရှိမှရှိတဲ့ဖားတွေကနေပြီးတော့ဘာတွေဝယ်လာလဲဆိုတာကိုထုတ်ပြမှာဖြစ်ပါတယ်ဒါကတော့ room bay တွေနဲ့ပတ်သက်တဲ့ဆရာဟိန်းလက်ရေးထားတဲ့စာအုပ်ပါမြန်မာစာလုံးလေးတွေနဲ့ဆိုတာရှားတယ်လीနော်ဒါလေးကိုဝယ်လာခဲ့ပါတယ်ခွက်ဒါကတော့ကျမက Egypt နဲ့ပတ်သက်တဲ့လက်ရာတွေကိုအရန်သဘောကျတာဖြစ်တဲ့အတွက်ကြောင့်မလို့တာမန်ခွက်မဟုတ်ပါဘူးဒါ Egypt ရဲ့ design လေးနဲ့ cups for tarot ကျင်းဒါတော့မွေပါနတ်ဆရာတွေဒါဝိညာဉ်မေးတာတို့ဘာလို့မှသုံးတာပဲကျမကတော့သဘောကျလို့ချစ်လို့ဝယ်တာပါ limited edition ပါဈေးကတော့မြောက်ပါတယ်ဒါတော့တစ်သားနဲ့လုပ်ထားတာပါโอเคဒါကတော့ plastic card ပေါ့နော်အထဲမှာရွှေရောင်နဲ့ဒီလိုရောင်ပြန်လေးတွေပါတယ်ဒီလိုလိုက်ရှင်ဒါတော့ကျမတို့ရဲ့မူလလက်ဟောင်း rider rate theme ပေါ့နော် rider rate theme ပေမဲ့ design လေးကမိုက်တယ်လीနော် plastic card ပါနည်းနည်းတော့လက်ချော်ပါတယ်ဒါမှကျမဒီလိုရွှေရောင်ကိုကြိုက်လွန်းလို့လိုချင်လွန်းလို့ရွှေရောင်လေးကြတော့ဝယ်ထားလိုက်တာပါအိုးခံရတာလက်တက်လေးတော့ချောပါတယ်ကျမတိတိလေးပေါ့ကက်ကြိုက်လေးတိုင်ရဆိုတော့ဒီဖူးကြိုက်ကနည်းနည်းရောခံရတာကျမအတွက် challenge ဖြစ်နေပါတယ်ဒါမှလည်းဒီကက်ကလေးတွေကိုလိုချင်လို့ကိုသမင်ဝယ်လိုက်တာပါဒါကြမလို့တစ်ခါလောက်ဆွဲကြည့်လိုက်ရအောင် channel Pentacles တဲ့အိုးအရင်မိုက်ပါတယ်အခုအစားပြီးတော့ပြည့်စုံကျွဲဝါခြင်းတွေမိသားစုပျော်ရွှင်တရားချမ်းမြေ့ခြင်းတွေ abundance energy ပါ channel Pentacles ဆိုတာအိုးအရင်မိုက်ပါတယ်နော် claim လုပ်လိုက်တဲ့ energy ကို okay အဲ့ဒါလေးတစ်ထုပ်ဝယ်လာပါတယ်ဒီမှာ tarot ပဲဒါပေမဲ့ तू က learning tarot ပေါ့နော် rider rate theme ပဲကျမ pocket size လေးတွေသဘောကျတယ်အဲဒါကြောင့်မလို့ဝယ်ထားတာဒါကိုဘာကြောင့်ကြိုက်တာလဲဆိုတော့ तू က chakra တို့ဘာလို့နဲ့ဆက်ပေးထားရပေါ့နော်ကျမတို့ခုမှစကြိုင်မဲ့လူတွေအတွက်ဆိုလို့ရှင်တော့ teaching ကကောင်းပေမဲ့ studying ကကောင်းပေမဲ့ဒါကတော့ဟောပေါ့ဒီဟာကောင်းမှန်တယ်နော် learning ကျမတို့ဒီမှာနည်းနည်းဆရာကျသွားတဲ့အဆင့်ဖြစ်တဲ့အတွက်ကြောင့်မို့ learning ပေါ့နော် learning ကိုယူလိုက်ပါတယ် okay တတိယလေးတူတူအန်ပေါက်ကြပါမယ်လို့အတူတူအန်ပေါက်ကြပါမယ်လို့ဝါမိုက်တာပဲနောက်ကဒီဇိုင်းလေးလေးမိုက်ပါတယ်ကျမကြိုက်တဲ့ color လေးပါအဲ့ဒါဆိုကြအောင်နော်အားကြီးမယ်ပေါ့ okay ဘာကြလဲဆိုတော့ oh are you kidding me အားလုံးရှိပါတယ် shuffle လောက်တာနော် channel Pentacles ပဲကြတယ်ဝါဒီနေ့ဒီပစ္စည်းလေးတွေကျမသွားဝယ်ပြီးတော့ပိုင်ဆိုင်လာလိုက်ရတာဒီကျမတို့ abundance really abundance ပါ Mercury Joe Virgos ဘာပဲလို့ yes ပါ root chakra ရဲ့သင်္ကေတပါအတေကြတာ unexpected financial windfall lump sum well deeds transfer inheritance solid foundation privilege inherited issues ancestry oh my gosh culmination ကဲကြည့်အောင်နှစ်ထုပ်ပေါက်တာနှစ်ထုပ်လုံးထမ်းတော့ဖန်တကယ်ပဲကြားတယ်ဗော oh ဒါတော့တန်ဘူးလေးနဲ့ဗောနော်ကျမလိုချင်တာဒီကမရွန်လိုချင်တာဒါ sexual right နဲ့ပတ်သက်ပြီးတော့ဘမ်းမလားတော့မသိဘူးဗောနော်နည်းနည်း sexual ဘိုင်းကျန်းပုံလေးပါတယ် come on ဘေးမှာလဲသူကဒီမှာ glitter အနီလေးတွေနဲ့နော်ဒီမှာ guidebook okay ဒါလေး unbox လုပ်ကြရအောင် okay ဒီလိုလေးပဲအသားလေးချွတ်လိုက်မယ်ဒီမှာလေး glitter လေးနဲ့နော်အရန်မိုက်တယ်ဒါကတော့ဒုတိယမြောက်ကျမရဲ့ကင်နဲ့အိုးဒီမှာနော်ကတ်တွေကတွေ့လားတစ်ခုနဲ့တစ်ခုဒီမှာအထွေးလိုက်ကြီးကတ်နေတာနော်တကက်ချင်းတော့အခုမှမနေခွာရတယ်ဒီမှာတကက်ချင်းကိုလုံးဝဒီမှာဆိုရင်ကတ်နေတာ
ကက်တကက်ကိုလည်းအထူကြီးပဲ okay ကဲဆွဲကြည့်အောင်နော် please YouTube ကမဘမ်းပါစေနဲ့ please ဒီပုံတွေကိုကတ်နေတာတဲ့အရန်ချစ်နေကြတာအသစ်ဆက်စုကို brand new ကို unbox လုပ်ရတဲ့ feeling ဘယ်လိုပြောမလဲ really abundance ယုံတူတွေထူလိုက်ကြီးကိုကတ်နေတာတဲ့okay ဒီလောက်ကတ်နေတာတော့မဘယ်လိုကတ်ထွက်လာမလဲပေါ့နော်ကျွန်မဒီနေ့ Tarot Deck 3ခုဝယ်လာတာ Oracle တဘူးလောက်လိုချင်ပေမဲ့အဲ့ဒီရဲ့ဆိုင်မှာလဲကျွန်မလိုချင်နေတဲ့ Oracle မျိုးရှိမနေတဲ့အတွက်ကြောင့်မလို့မယူလာခဲ့ဘူး okay ကဲတကက်လောက်ဆွဲကြည့်ရအောင်ရှေ့ကနှစ်ခုကတူနေတဲ့အတွက်ကြောင့်မလို့ရှင်အောင်ခုံသွားပြီပေါ့နော်ကဲအိုးကဲအောင်မလေးမနေခွာရတယ်ကဲဖွက်မပန်းပါစေနဲ့ကိုရွှေထဲတော့10ပဲနော်10 energy ပဲအားလုံးမြင်နေနော် okay ကျွန်မလက်ကလေးနဲ့ဒီလိုလေးတွေပိတ်မယ်10တော့ဘာဖြစ်လဲ oh the wheel of fortune နံပါတ်10 wheel of fortune ကညီမလှဲပိတ်နော်ကညီမလှဲပိတ်ဒါတွေတော့ကျွန်မရှိမှလာမေးရင်တော့ကျွန်မက private မှာပြလို့ရပြီဒီမှာတော့ပြလို့မရဘူး hatred desert ဒါတော့လေးလာရအောင်မယ် larota laros stage ထားတာတော့ the wheel of fortune ကညီမလှဲပိတ်ကိုပြောထားတာပါကညီမလှဲပိတ်လို့မြည်သည်ကံရည်စက်ကံအကြောင်းတရားကောင်းပြောင်းပေါ့နော်သူကအတိတ်ကြဖြစ်တဲ့အတွက်ကောင်းသောပြောင်းလဲခြင်းတွေခုကစတင်ပြီးတော့ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။အိုးဒီနေ့10နေမြူးတယ်နော်။ What day is today? 29ရက်3လ2026ပါ။အချိန်အပြင်ဆိုရင်တော့12:28 မိနစ်။ Okay ဒါတော့အဲ့လိုပေါ့ sexual ဘိုင်းဆိုင်ရနဲ့ပတ်သက်ပြီးအတိအကျဟောလို့ရအောင်လို့ဝယ်ထားတာပါ။ကဲဘာကြံသေးလဲဆိုတော့ဒီမှာကတော့ဒါဆိုင်ရှင်အကိုကရောင်းတဲ့အိတ်တွေကိုကျမတိန့်ကြော်များစွာเนาะဘယ်လောက်တော့မပြောတော့ဝယ်တဲ့အတွက်ကြောင့်မလို့ကျမကိုအိတ်နဲ့အိတ်လက်ဆောင်ပေးလိုက်ပါတယ် cherry ထဲမယ်ဒီမှာဒါရှိသေးတယ်ဝယ်လာတဲ့ထဲမှာဒါကတော့အကောင်းစားပေါ့เนาะဈေးလေးနည်းနည်းရှိတယ်အကောင်းစားသူကရေဆိုချွေးဆိုခံတဲ့ stainless steel နှစ်ဖက်လုံးဟောပေါ့အဖောင်းဒါလေးကတော့ဆွဲကြိုးလေးပါလူချင်းနေရာကြာပြီသွားတိုင်းမရဘူးအခုမှရတော့တယ်စတစ်ကာကြိုက်တာယူဆိုပြီးတော့9ခုလက်ဆောင်ပေးလိုက်ပါတယ်အဲ့တော့ကျမလည်းကျမကြိုက်တာလေးတွေကျမရွေးယူလာခဲ့ပါတယ်ဒါတော့စစ်သူများ energy ဆိုပြီးတော့ဒါကတော့ကျမသဘောကျတဲ့ Egypt ပေါ့နော်ဒီမှာဒီသင်္ကေတလေးလေးနော်ဒါလေးလည်းပါအောင်ယူလာခဲ့သေးတယ်ပြီးတော့ chance လေးတွေလက်ဆောင်ပေးလိုက်သေးတယ်ကျမကိုဒီမှာဘယ်နှခုတောင်ပါလိမ့်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခု9ခုပေးလိုက်တာပဲဟုတ်တယ်ဘယ်ရလား10ခု10ခုတောင်လက်ဆောင်ပေးလိုက်တာ oh my gosh ဒါတော့ဒီအကိုကသူ့ရဲ့ကျမခီးသွားမယ်ဆိုတော့ဗောနော်သူ့ရဲ့အကြိုက်ဆုံးကြည့်ရင်တော့စုပ်ပြက်နေလို့ထင်ရတယ်ဟိုပါပေါ့ clear quartz crystal ကို ionize ဖြစ်နေတာတန်ကြီးလေးတွေကတ်နေတာဒါသူတင်ထားတဲ့တဲက crystal ကိုလက်ဆောင်ပေးလိုက်တာချမ်းက10ခုတောင်မှဗာလေးလေးကြည်ရအောင် make with a smile ဒါကျမကိုထိုင်ရွေးမလို့အခု20လောက်စိတ်မြင်နေထိုင်ရွေးမလို့မရွေးနိုင်တော့လို့မယူတော့ပါဘူးကိုရဲဆိုထားလိုက်တော့အကူကတော့သူနှိုက်ပြီးတော့မှပေးလိုက်တာနေလာကျေဒါတော့လာနေကျေဒါကဟောပါပေါ့ခရီးယန်နဲ့ဖျားချင်တယ်ဒါတော့နေသင်္ကေတလေးသူလည်းဒီလိုပဲ random နှိုက်ပြီးပေးလိုက်တာဒါတော့ pentacles ဒါတော့နေသင်္ကေတလေး okay ဒါတော့လက်ဆောင်ရတာပါရှင်တတာ